မနေ့မိုးလင်းရင် vlog ရိုက်ဖို့ပဲကင်မရာယူသွားရမလဲဆိုရွေးရတာကျွန်တော်တို့အလုပ်တလုပ်ပေါ့အိမ်ရမထွက်ခင်ကျွန်တော်ဘုရားရှင်ကိုရယ်ကိုကမနေ့6နာရီပဲရှိသေးတယ်ဒါပေမဲ့စီဆိုင်မှာတော်တော်တန်းနေကြတယ်အဲ့လောက်တန်းကြီးကိုကျွန်တော်စောင့်မှုကြောက်လဲအချိန်ရမရှိဘူးဒါပေမဲ့လည်းဆိုင်ကစီကုန်းတော့မှာဒီတော့တွေ့ရနီးစားဆိုင်မှာပဲကျွန်တော်ထည့်လိုက်တယ်ပေါ့ကိုကတော့ကျွန်တော်ကြောက်ဝိုင်းရောက်ပြီမနေ့ဆိုတော့အခင်းဝိုင်းတစ်ချက်ပတ်တယ်ကြောက်တီကတော့သူကနေသူတော့ကြည့်ရပါတယ်ဒါပေမဲ့ဘာမှတော့မဝေဖြစ်ခဲ့ဘူးကိုနဲ့ line ကြိုက်တာလည်းသိမတွေ့တော့အခုကတော့ကျွန်တော်ပကံဝိုင်းနဲ့ဝင်ပြီ9နိုင်ထိုးပြီဆိုတော့မနက်စာစားမယ်မနေ့တည်းလည်းဘာမှမစားသေးဘူးဒီ coffee ဆိုင်မှာကျွန်တော်ချက်သွန်ကြော်တစ်ပွဲရယ်သမင်းစီဆန်းနဲ့ဒီစိတ်သား6ကြော်လေးနဲ့မှာလိုက်တယ်ပေါ့ဒီဆိုင်မှာ promotion ပေးထားတယ် coffee 3ခွက်ဆိုလို့ရှိရင်သူကတစ်ခွက်လက်ဆောင်ရတယ်ဒါကတော့ကျွန်တော်ရဲ့မနက်စာအခုတွေ့ရမှာတော့ဒါဆရာထိုင်းနဲ့ကိုပန့်ကြီးတို့9နာရီခင်းဝိုင်းမှာကဒီချိန်ဆိုလို့ရှိရင်သူကအပွင့်ဝယ်ရောင်းနေလုပ်တဲ့အချိန်ဖြစ်သွားပြီကျွန်တော်လည်းဒါပညာရအောင်ပေါ့ဘယ်ဟာဒီဘယ်စည်းကွက်ရှိလဲဆိုတာအခုတယောက်နဲ့တူကျွန်တော်လိုက်လေ့လာတယ်နေ့လေရောက်တော့ဒီဆရာထိုက်ရဲ့ကြောက်စိမ်းခြေခံလက်သွေးတင်တန်းကိုကျွန်တော်လိုက်သွားကြည့်တယ်အဲ့ဒီမှာဆရာထိုက်တို့ကဒီကြောက်တလုံးဝယ်ထားရှိရပေါ့အဲ့ကြောက်ကိုသူတို့ကဖြတ်မှာအပွင့်လိုက်မှာပေါ့အဲ့တော့ကျွန်တော်ကပညာမစုံသေးတဲ့ခါကျတော့ကျွန်တော်ဆရာထိုက်စီမှာကျွန်တော်သိချင်တာလေးတွေကျွန်တော်လိုက်ပြီးတော့မှလေ့လာခြင်းတဲ့အတွက်ကျွန်တော်လိုက်သွားတယ်ဒီမှာကြောက်ဖြတ်တာကျွန်တော်ကြည့်ခဲ့တယ်ဒီကြောက်ကနေအပွင့်ရအောင်ဘယ်လိုလိုက်ရမယ်ဘယ်လိုနင်းရမယ်ဆိုတာဆရာသေချာသင်ပြပေးတယ်ဆရာစီမှာသင်တန်းလေးလာတက်လို့ရတယ်ကိုယ်တိုင်လည်းသေချာလုပ်ပေးပါတယ်ပညာရေးလည်းအများကြီးရခဲ့ပါတယ်ဒါပြီးတော့ကျွန်တော် friend လက်ဖေးဆိုင်မှာခောက်ဆွေးကြော်နဲ့ဒီရှက်တပူးနဲ့ကျွန်တော်ဝင်တောက်တယ်ဒီဆိုင်မှာလာထိုင်ရတဲ့အကြောင်းရတော့ကျွန်တော်တခြားမိတ်ဆွေတချို့နဲ့ချိန်ထားလေးရှိလို့ပေါ့ရှက်ကတော့ free တပူးပေါက်တယ်ဒါပေမဲ့ဆိုင်ရမလဲဘူးစိတ်ထဲမှာတွေးလိုက်တယ်ပေါ့ငါတို့ကြောက်အောင်တော့မှာဆိုဒီနေ့ကြောက်ဝိုင်းအတွေ့အကြုံပြောပါဆိုလို့ရှိရင်အပွင့်လိုင်းနဲ့ပတ်သက်ပြီးကျွန်တော်မသိတာကြီးတော်တော်များများကျွန်တော်သိလိုက်ရတယ်ကြောက်တလုံးကနေအပွင့်ဘယ်လိုလိုက်ရမယ်ဆိုတဲ့အခြေခံလေးတွေကျွန်တော်သိလိုက်ရတယ်ပေါ့ဒီတော့ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲနောက်တစ် vlog ဒီမှာပြန်ပြီးမှတွေ့ကြတာပေါ့